ကြီးပါကျွန်မပြစ်ပေါက်ပြီးထားခဲ့ရကောက်မှာတော့ဆရာကြီးကိုစိတ်ကောကျွန်တော်တို့နှုတ်ဆက်ပါတယ်ဆရာကြီးကိုစိတ်ကောကျွန်တော်တို့နှုတ်ဆက်ပါတယ် ငါ့နှုတ်ဆက်အောင်မင်းတို့ကဘူးတွေလဲကွာ တခိုးတယ်ပါတခိုးတယ်ကိုပြစ်ကိုခံဟုတ်တယ်ဟုတ်တယ်မှန်တယ်ဆရာတို့ကျွန်တော်တို့နှုတ်ဆက်ပါတယ်ဆရာတို့ကျွန်တော်တို့နှုတ်ဆက်ပါတယ် မင်းတို့ကရောဘူးတွေတော့ တပြားကိုပြစ်ကိုခံဟုတ်တယ်မှန်တယ်ဟုတ်တယ်မှန်တယ်ဆရာတို့နှုတ်ဆက်ပါတယ် မင်းတို့ကရောဘူးတွေတော့ ဟုတ်တယ်ကိုပြစ်ကိုခံဟုတ်ကဲ့ဟုတ်တယ်မှန်တယ်ကျွန်တော်တို့ပါတယ်ဆရာတို့ကျွန်တော်တို့ပါတယ်ဆရာတို့ကျွန်တော်တို့ပါတယ် ဟာတကြီးလဲကွာဒါပါတော့ မင်းကောင်းနေပါ ယုံစရာကောင်းလိုက်တာဒါတော်တော်ယုံမာတာပဲကွာအဲ့ဒီလုံးတွေဆက်မလုံးနဲ့ငါအားမပေးဘူးဟဲ့ကောင်လေးဒီမတိန်ကောင်လေးကိုမင်းတို့အားပေးသလားအားပေးဘူးအားပေးမင်းတို့ပြောတာမင်းတို့ရှင်းကြတာဒီမှာလူကလေး လူကလေးမဟုတ်ဘူးကျုပ်ကလူကြီးမို့လို့ခင်းရလို့ကျုပ်ကိုထောင်ချပြီမို့လား ကောင်းပြီလူကြီးမောင်မင်းကြောင့်ကျွန်တော်ထောင်ဆူသွားတာထိသလားဒါကြောင့်မောင်မင်းကိုကျွန်တော်ကြီးလေးတဲ့အဖြစ်ကိုဖေးရလိမ့်မယ် အပြည့်ပဲပေးပေးဒီမှာပဲပြန်ခေါ်ထားကျုပ်ကအရေးကုန်မလုပ်ဘူး စိတ်ကွာကျွန်တော်တို့အင်္ဂလိပ်လူမျိုးကတိတ်ပြီးတော့စိတ်ကကြည့်တာလူပိတ်တဲ့လူကိုဘယ်တော့မှပြန်ဖမ်းတဲ့ထုံးစံမရှိဘူး Thank you မောင်မင်းကျွန်တော်ရှိရထပ်သွားရင်ကောင်းမယ် ကျုပ်တို့မြန်မာလူမျိုးတွေအာကူတန်ရောကြည်လားထောင်ထဲမှာဘယ်လောက်ပဲဒုက္ခရောက်ရောက်ဒီထောင်ကိုပြန်လာဖို့နည်းနည်းလေးမှကိုမစိုးရိမ်ဘူး မောင်မင်းကျွန်တော်ရှိကထပ်သွားရင်ကောင်းမယ်ထင်တယ် I have to relax ဒီတဲ့မြန်သွားစေချင်ထောင်မင်းရေမရန်ကျလိုက်ဖို့ပဲ ဆက်ကလေးစကျွန်တော်စီးတဲ့ကားနဲ့စိတ်ဖောက်အများဆုံးပိုးပေးလိုက်ရစ မင်းဝစားလိုက်ကြတယ်ဒီဝစားကြီးထောင်ကြတယ်သူဟုတ်တာကျုပ်ကမတတိဘူးဝစားလဲမယ်ထောင်ကလွတ်ပြီးပျော်ပါနဲ့ပြန်မယ်နေဝလာလေဒီမှာလေ Oh noဆက်ကလေးစတူလောက်ချင်တာတွေအများဆုံးလုပ်ပေးလိုက်ရစ you get out Thank you shit Thank you ထောင်မင်းသွားမယ် you get out man ကိုစိတ်ပါ ဟာဟိုနေမောင်ပါလား ဟုတ်ပါဗျာနင်းမောင်ကိုစိတ်ဖွားဒီနေ့ထောင်ကလွတ်မယ်ဆိုတာသိလို့သူခဏနဲ့တွေ့အောင်လာခဲ့တာ ကျုပ်လူသူ့ဘရာစာတယောက်ကိုခမည်းလူနာမည်ကျော်စုံတော့ကြီးကလာတွေ့တယ်ဆိုတော့ ကိုစိတ်ဖွားခမည်းကအကြံဉာဏ်ကောင်းနေရှိခမည်းကတတ်တည်ရှိခမည်းလိုစိတ်ကောင်းနှလုံးကောင်းရှိတဲ့လူတယောက်ကိုကျုပ်ကျိုးစင်ပို့ချင်တယ်ဗျာဒီတော့ခမည်းကျိုးစင်တက်ရမယ်အလုံးမျိုးတွေကိုမလုံးမိဘူးကျုပ်တတိပေးချင်တယ်ကိုစိတ်ဖွားလူပေါင်းလူဖွဲ့စီမှနေလူဖွဲ့စီကတတ်မှတ်ထားတဲ့ဥပဒေဆိုတာရှိတယ်ဒီဥပဒေကိုခမည်းလိုက်နာဖို့လိုလိမ့်မယ် ပြည်တိစာအစိုးရတွေကမြန်မာတွေကိုကြုံပြုတ်ခြင်းလို့ထုတ်ထားတဲ့ဒီစကလုံးအဆုပ်ပလုတ်တွေကိုကျုပ်တို့ကနားထောင်ပြီးရင်ကျုပ်ကိုချီနှောင်မဲ့တန်ကြိုးကိုတန်ကြီးမတက်အောင်ရေနံကြီးတုပ်ပေးလိုက်လို့ဖြစ်မှာပေါ့
ထုံးသေးဘူးကိုစိတ်ခွာလူဖွဲ့စီမှာဥပဒေဆိုတာရှိတယ်တိုင်းပြည်တစ်ပြည်မှာဥပဒေဆိုတာရှိတယ်ဒီဥပဒေမရှိရင်ကျုပ်တို့မြန်မာပြည်ကြီးမှာမတရားမှုတွေကြီးနိုင်နေခြင်းမှုအများကြီးပေါ်တာဒီဥပဒေကမရှိလို့ဖြစ်ဘူးကိုစိတ်ခွာ ကိုနှင်းမောင်ကဥပဒေဘက်တော်သားကြီးပေါ့ဟုတ်လားကိုနှင်းမောင်ရာဇဝမှုကျူးလွန်နေတဲ့လူမေးလိုက်တန်းစီမင်းတို့ကောင်နေဘာဖြစ်လို့ဒီရာဇဝမှုကြီးကိုကျူးလွန်နေကြတာလဲမင်းတို့ကျူးလွန်ခြင်းလို့ကျူးလွန်နေကြတာလားလို့မေးကြည့်မလွဲမရှောင်သာကျူးလွန်ကြရတာဘယ်သူမှထောင်ထဲမှာအကြာကြီးကြီးကြက်ကြက်တွေမနေချင်ဘူးဘယ်သူမှကျိုးစင်ပေါ်မတက်ချင်ဘူးဒါကိုခမည်းတော်ပလိတ်တွေခမည်းတော်ဥပဒေဘက်တော်သားတွေမေ့နေတာအခုကိုနေမောင်လာပြောတာကိုနားထောင်ပေးလိုက်ပါမယ်ကျုပ်ကလည်းရာဇဝမှုဆိုတာကြီးကိုမကျူးလွန်မိအောင်နေလို့ရသလောက်နေပေးမယ်ဒါနဲ့ကျုပ်ကလည်းမတရားတာမကြိုက်ဘူးနော်ကျုပ်ရှိမှမတရားတာရှိနေရင်မြင်နေရရင်ကျုပ်ကကျူးလွန်မိပါပဲအဲ့လိုကျူးလွန်ပြီဆိုရင်လေကျုပ်ကိုကြိုးစင်ပို့မယ်ဆိုတဲ့နှင်းမောင်ခင်ဗျားကျုပ်ကအရင်သတ်မှာမလားကိုစိတ် ဟောစိတ်ဖွားပြောပြီးဖြစ်အောင်ကိုလုပ်တာဟာကိုနေမောင်အနောက်က ဟာ အဲ့ ကွာ အ လေ ဖေလား ကျုပ် IP အောင်သိမှာကိုစိတ်ပါ အုပ်စုနဲ့ကိုသူ့ရဲ့လာကိုလိုက်ပြီးတော့ဘူလောင်ပို့ပေးတယ်ကျေးဇူးတင်ပါတယ်ဂုဏ်ယူပါတယ်ဗျာ စိတ်ကအင်းစိန်တော်ကလွတ်လာပြီးတော့ဒီကြီးမနေပြီးတော့ပါလာလွတ်တာ ကျုပ်ဒီထောင်လွတ်တယ်လေအဲ့တော့ကျုပ်ကပြောတာပေါ့ရောင်တစ်မျိုးလုံးကိုပတ်ပြီးတော့ကြီးမနိုင်ဘူတိုင်းဝါနေကိုညံဘူတာပြန်မယ်အဲ့ဒီကနေမှတောင်ကူရထားစီးမယ်ဟိုမှာကျုပ်တင်ချိုင်းရှိတယ်ဗျာကဲ ကိုစိတ်ခွာကျုပ်မှားလိုက်တဲ့စကားတွေကိုတော့အမြဲတတိယဝတ်လို့နေတော့